မင်္ဂလာပါကျွန်တော်ရန်နိုင်ထူပါဆေးလိပ်ကိုတော့ကျွန်တော်ဒုတိယနှစ်ကျောင်းသားအသက်18နှစ်မှာစပြီးတော့တောက်သုံးဖြစ်ပါတယ်စားတောက်ခဲ့တဲ့အကြောင်းရင်းကတော့ဒီလူငယ်တို့ဘာသာဘာဝကျွန်တော်စူးစမ်းလေ့လာခြင်းနာရောနောက်စင်ကြီးဆရာတချို့အကြောင်းရင်းတွေအကြောင်းမှာကျွန်တော်စားတောက်ဖြစ်ခဲ့ပါတယ်အခုဆိုရင်ဆေးလိပ်တောက်ခဲ့တဲ့သက်တမ်းက18နှစ်ရှိပါပြီဗျဟုတ်ကဲ့နောက်ကျလုပ်ငန်းခွင်နဲ့ရောက်တဲ့အချိန်မှာဒီ coffee နဲ့ဆေးလိပ်ကိုတောက်ရင်းနဲ့တွေးရတာလေးကိုသဘောကျလာတယ်အဲ့ဒီအပြင်ကိုအလုပ်ကရတဲ့ PR တွေရောနောက်ပြီးတော့တချို့ stress တွေဖြေဖျောက်ဖို့အတွက်ဒီဆေးလိပ်ကိုကျွန်တော်ငကိုအထက်ပိုတောက်သုံးဖြစ်ပါတယ်ကျွန်တော်အဖေလည်းဆေးလိပ်တောက်တဲ့လူတစ်ယောက်ပါပဲအဖေကဆေးလိပ်ကြောင့်နှလုံးသွေးကြောပိတ်ပြီးတော့ဆေးရုံတက်ရတဲ့အချိန်မှာဆေးရုံကရင်ပေါ်ကနေဆေးလိပ်ကြောင့်ဒီလိုမျိုးဆေးရုံတက်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့မင်းလည်းဆေးလိပ်ဖြတ်ဆိုပြီးတော့ကျွန်တော်ပြောပါတယ်အဖေကိုမြင်တော့ကျွန်တော်လည်းလန့်သွားတယ်အဖေစိတ်ချမ်းသာအောင်ဖေးရှိမှာတော့ကျွန်တော်ဆေးလိပ် short တောက်ပြီးမှလုံးလုံးတော့မပြတ်နိုင်သေးခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲပြက်ပြီးဟေးဖုန်းလိုင်းကို Facebook ကနေတွေ့ပြီးကျွန်တော်စင်းစာသွင်းခဲ့ပါတယ်အစတော့ကျွန်တော်လည်းအမှုမှန်အမှတ်မဲ့ပါပဲဒါပေမဲ့ဒီကောင်ဆလာညီလေးကတကယ်ဖုန်းဆက်ပြီးကျွန်တော်ကိုဆေးလိပ်ဖြတ်ဖို့အတွက်အကြံဉာဏ်တွေပေးခဲ့ပါတယ်ဆေးလိပ်စားဖြတ်တဲ့နှစ်ပတ်မှာတော့ရန်လည်းတောက်ချင်တယ်စိတ်တွေလည်းရန်တူတယ်ပေါ့အရင်ကဆိုကျွန်တော်တခုခုလေးလာတာတခုခုအလုပ်လုပ်နေတဲ့အချိန်တွေမျိုးမှာဆေးလိပ်တောက်ရင်လည်းအတွေးနဲ့ချဲတတ်တဲ့လူဆိုတော့လေဒီဖြတ်တဲ့နှစ်ပတ်အတော်အတွင်းမှာအလုပ်တောင်ကောင်းကောင်းလုပ်လို့မရအောင်ကျွန်တော်အခက်အခဲတွေရင်ဆိုင်ရပါတယ်ဒါပေမဲ့လည်းချမ်းမာရေးအတွက်ကြောင့်ရောအဖေတို့အတွက်ကြောင့်ရောစိတ်ကိုတော့ထိန်းရတာပေါ့အဲ့ဒီတော့တွင်မှာလည်းတကယ်ချင်းနေနဲ့တွေ့ရင်တကယ်ချင်းတွေကဆေးလိပ်ကအရန်တောက်လို့ကောင်းတာဆိုပြီးစားကြနောက်ကြတာရှိတာပေါ့အဲ့တော့တစ်ခါကျရင်တို့နဲ့မတွေ့အောင်တော့ကိုယ့်ကိုရှောင်နေရတဲ့အခြေအနေရှိပါတယ်ဗျကျွန်တော် PF counselor နဲ့ကျွန်တော် counseling စာယူလိုက်ပါတယ်အဲ့ဒီ counselor ညီလေးကသူ့အလှည့်တုန်းကရောဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့ရလဲသူဆေးလိပ်ဖြတ်စင်မှာဒါတွေအကုန်လုံးကိုကျွန်တော်ပြန် sharing လုပ်ပေးပါတယ် Starland နေဆိုတာကိုလည်းကျွန်တော်ရှင်းပြတယ် Starland နေဆိုတာဆေးလိပ်စာဖြတ်မဲ့ရက်ကိုရွေးမယ်မိသားစုဝင်အပေါင်းအသင်းလုပ်ဖော်ကံမဲ့တွေကိုဆေးလိပ်ဖြတ်မဲ့အကြောင်းပြောပြမယ်ဆေးလိပ်ဖြတ်တဲ့အခါအခက်အခဲတွေကြုံရနိုင်တာကိုကြိုမျှော်လင့်ထားရမယ်ဆေးလိပ်ဖြတ်ဖို့သတ်မှတ်ထားတဲ့တရက်အကြိုမှာဆေးလိပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေအကုန်လုံးအနီးပတ်ဝန်းကျင်ကနေဖယ်ရှားထားရမယ်မင်္ဂလာပါကျွန်တော်နာမည်ကိုညင်ကြီးပါကျွန်တော်ကတော့ယခုလက်ရှိဒီပြက်ပီဟင်းမှာPR counseling အနေနဲ့တာဝန်ယူထားတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဆေးလိပ်ကို10နှစ်လောက်စောစောလန်းလန်းတောက်ခဲ့ပြီးတဲ့အချိန်မှာကျန်းမာရေးဆိုးဆိုးဝါးထိခိုက်လာတော့ကျွန်တော်လည်းဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့အချိန်မှာကျွန်တော်ဒီပြက်ပီဟင်းကဆရာမရုံနဲ့ဒီ counseling ယူပြီးတော့ဆေးလိပ်ကိုအောင်မြင်မြင်ဖြတ်နိုင်ခဲ့ပါတယ်အဲ့နောက်ပိုင်း PR counselor အနေနဲ့ကျွန်တော်လိုပဲဆေးလိပ်ဆွဲလန်းပြီးမှအကြောင်းမျိုးကြောင့်ဖြတ်ချင်နေတဲ့မိတ်ဆွေတွေကိုဆေးလိပ်ဖြတ်ဖို့အတွက်တထောင်တနေရာနေပြီးတော့ပါဝင်ကူညီပေးနေပါတယ်ဒီ program မှာဆိုလို့ရှိရင်ကျွမ်းကျင်တဲ့ကျန်းမာရေးဆောင်ရှောက်သူတွေပြီးတော့ကျွန်တော်တို့လိုမျိုးဆေးလိပ်ကိုစောစောလန်းလန်းတောက်ခဲ့ပြီးကြမှာအောင်မြင်မြင်ဖြတ်နိုင်ခဲ့တဲ့ PR counselor နဲ့လည်းတိုင်ပင်ဆွေးနွေးလို့ရပါတယ်ကျွန်တော်တကယ်ဆေးလိပ်ဖြတ်သွားတဲ့နေ့ကတော့ကျွန်တော်ဆေးလိပ်ဖြတ်ပြီး14ရက်မြောက်နေ့ပါပဲအဲ့ဒီနေ့ကအလုပ်ကိစ္စနဲ့ရက်လေးပါလေးတောက်တဲ့အချိန်မှာနောက်ဆက်တွဲအနေနဲ့ကျွန်တော်ဆေးလိပ်လေးဖွာခြင်းလာတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်စိတ်ထဲမှာငါမူးတဲ့အချိန်တော့တောက်ရင်တော့အဆင်ပြေပါတယ်လို့တွေးမိတယ်ဒါမဲ့ငါ့ကိုဆေးလိပ်ဖြတ်ပေးနေတဲ့ကောင်ဆလာညီလေးကိုတော့ဖုန်းဆက်ကြည့်မယ်သူ့ဘက်ကတားပြီးမယ်ဆိုရင်တော့ငါမတောက်တော့ဘူးဆိုပြီးတော့တွေးပြီးသူ့ကိုကျွန်တော်ဖုန်းဆက်ဖြစ်ခဲ့ပါတယ်အဲ့ဒီမှာကန်ကောင်းတာတစ်ခုကဒီဆေးလိပ်ဖြတ်ပေးတဲ့ညီလေးကကျွန်တော်လက်ထဲမှာဆေးလိပ်ကင်နေတဲ့အချိန်မှာပဲသူဖုန်းလမ်းဆက်တယ်ဆက်ပြီးတော့ချစ်တဲ့လူတွေအတွက်ဒီလောက်တောင်ဖြတ်ပြီးသွားပြီပဲပေါ့နော်နှစ်ပတ်တောင်ကြာသွားပြီပဲအခုကိုချစ်တဲ့လူတွေအတွက်အခုချမ်းမာရေးအတွက်အခုပြန်စဉ်းစားပါဦးဒီနေရတဲ့နှစ်ပတ်တော့အတွင်းမှာအသက်ရှူရတာမကောင်းဘူးလားသွားလာတာမပေါ်ပါဘူးလားလို့သူကကျွန်တော်ကောင်းကျိုးတွေကိုပြန်ရှင်းပြရတယ်ပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်ဒါကိုပြန်ပြီးတော့နားလည်ပြီးတော့ကျွန်တော်ဆေးလိပ်ကိုလက်ထဲရောက်နေတဲ့ဆေးလိပ်ကိုကျွန်တော်မတောက်ပဲပြန်ချလိုက်နိုင်ပါတယ်အဲ့ဒီညီလေးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အဲ့ဒီနေ့ကစာပြီးဆေးလိပ်ပြတ်တော့အခုဆိုရင်9လလောက်ရှိပါပြီရှေ့လျှောက်လဲကျွန်တော်ဆက်မတောက်ဖို့ဆုံးဖြတ်ထားပါတယ်ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်းစိတ်ကကြည်လင်ရှိလာတယ်အမောလည်းခံလာနိုင်တယ်နောက်အသက်ရှူရတာလည်းပိုကောင်းလာပါတယ်အများအားလန်းလန်းဆန်းဆန်းကြည်လင်ရှိနေတော့ဆေးလိပ်တောက်နေတော့အချိန်နဲ့တော့ကွာတော့ပေါ့ဗျာစိတ်ကြည်လင်နေတော့အာယုံဆိုင်ရတာလည်းပိုကောင်းလာပြီးဖေတို့လည်းစိတ်ချမ်းသာတာပေါ့မိသားစုအတွက်လည်းပိုကောင်းမယ်လို့ထင်ပါတယ်ဆေးလိပ်ဖြတ်ချင်တဲ့ညီကိုတွေကိုပြောချင်တာကတော့ငါဖြတ်နိုင်တယ်ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်မျိုးနဲ့စဖြတ်ပါကိုယ့်ကိုယုံကြည်မှုရှိရှိလေးစားမှုရှိရှိနဲ့ချစ်တဲ့သူတွေနဲ့အသက်ရှည်ကျမ်းမာစွာနေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဆေးလိပ်ဖြတ်ပါလို့ကျွန်တော်ကြံပေးပါရစေကျွန်တော်အခုလိုမျိုးဆေးလိပ်ရဲ့လွှမ်းမိုးမှုကနေလွတ်မြောက်အခမဲ့ကူညီဆွေးနွေးပေးတဲ့ပြက်ပြီးဟေးကိုလည်းရမ်းပဲကျေးဇူးတင်ရှိပါတယ်မင်္ဂလာပါမင်္ဂလာပါကျွန်တော်ထူပါဗျဟုတ်ကဲ့တွေ့ရတာဝမ်းသာပါဗျခုမှပဲဒီမှာတွေ့တော့တယ်ဟုတ်
ကျွန်တော်ဖုန်းထဲမှာပဲစကား ဖုန်းထဲမှာပဲစကားပြောတာဟုတ်တယ် ဟုတ်ပြက်ပြီးတော့ဘယ်နဲ့လဲရှင်နေစိတ်တွေပါညာပြက်ပြီးတော့ 9လကျော်လာပြီခုချိန်ဒီတော့ so far so good ပေါ့အခုချိန်ဒီပြီးတော့ဒါလွန်ခဲ့တဲ့4လကျော်လောက်ကပေါ့နော်တကယ်တော်တော်နီးစပ်တဲ့အခြေအနေမှာလက်ထဲဆေးလေးရောက်ပြီးမှဒါနောက်ဆုံးအကူညီလှမ်းဆက်ပေးလို့ကျွန်တော်ကဒီဆေးလေးကိုပြန်ချပြီးတော့ဒါခန်းထဲပြန်ဝင်လိုက်တာဒါတော်တော်လေးလက်မတင်လေးပေါ့နော်အဲ့တော့လည်းကျေးဇူးတင်ပါတယ်ကိုကြီးဟုတ်အဲ့တော့ည10နာရီခွဲလောက်ဖြစ်မယ်တဲ့တပြက်ဟုတ်တယ်10နာရီမှန်တယ်ဗျ10နာရီခွဲလောက်ကိုကျွန်တော်စိတ်ထဲမှာရက်ကလည်းနည်းနည်းတောက်ထားတာဆိုတော့ရက်တောက်နေတော့ဆေးလေးဖွာတာတော့ကိစ္စမရှိတော့ဘူးဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကိုကြီးရော SMS လေးပို့လိုက်အကယ်လို့ကိုကြီးကကျွန်တော်ကိုမဆက်သွယ်တော့ဘူးဆိုရင်တော့ကျွန်တော်ကင်ပြီပေါ့ဗျာဒါပေမဲ့ကင်အောင်တာကကျွန်တော် message ပို့ပြီးတော့ within half hour တင်တယ်နိုင်ဝက်လောက်အတွင်းမှာဟုတ်ပြန်ဖုန်းလာပြီးတော့ဗောနော်တကယ်လည်းမတင်မှာအပြင်မှာလက်ကြားထဲရောက်နေပြီမင်းကြီးဖို့မီးကြီးအားမဲ့အလှည့်ဆောင်နေတဲ့အချိန်မှာပဲဝင်လာတာအဲ့တော့အရန်ကျေးဇူးတင်ပါတယ်ဗျာအဲ့လိုဆက်ပြီးအဲ့တုန်းကညဘက်ကြီးကျွန်တော်လည်းနည်းနည်းအားတဲ့အချိန်ဖြစ်နေတော့ကြတော့ message ဝင်လာတော့ကြည့်တော့အခုစီရတယ်ဆေးတောင်းမလို့ဆေးအဓိကဆေးတောင်းပြီးတော့ပဲပေါ့နော်တကယ်ဖုန်းပြောလို့အချိန်မလာပါကျွန်တော်လည်းကျွန်တော်လည်းတားပြီးပါဦးဟုတ်လားအဲ့ရတဲ့ကိစ္စမှာပြတ်သွားဆိုတော့ဟုတ်ပါတယ်ဗျတကယ်တမ်းပြောရမယ်ဆိုအဲ့ခါတကယ်စပြတ်တယ်လို့ပြောလို့ရတယ်ရက်လို့တတ်မှတ်လို့ရတော့အဲ့အချိန်မှလည်းပြန်တောက်ပြင်ကျွန်တော်လည်းဒီဆေးလေးရလွှမ်းမိုးမှုအောက်ပြန်ရောက်တော့ဒါပြောအဲ့အချိန်တော့တားလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့9လကျော်အထိကိုဒါတောက်ခံလာနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ရှေ့လျှောက်လဲလုံးဝရှေ့လျှောက်လဲလုံးဝမတောက်တော့ဘူးတောက်တော့အေးဆေးပဲအေးဆေးပဲပေါ်နေရတာပေါ့တယ်confident ပိုရှိလာတယ်ကိုနောက်ပြီးလို့ရှိရင်ဒီကိုလိုပဲစလေးဖြတ်ချင်ရနဲ့မပြတ်နိုင်တဲ့လူတွေဒါညှိုးပြစ်တယ်ကျွန်တော်ဒီပြက်ပြီးရဲ့အစီအစဉ်လေးကိုပြက်ပြီးဟေဂလူထဲမှာလည်းအကို post လေးတွေတင်တာတွေ့ရောလေကူညီပေးပါအောင်ပေါ့နော်ဟုတ်ပါတယ်အကုန်လုံးကိုလည်းဟုတ်ကဲ့အဓိကတော့ကိုရွေလေးတွေပေါ့ကျွန်တော်ဘယ်လိုမျိုးဟိုဖြတ်တာလွယ်တယ်ပြန်မတောက်တာခက်တယ်ဆိုတဲ့ဟာလေးလိုပဲရေးပြစ်တာဟုတ်ပြန်ပြီး share လေးပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကိုကြီးလည်းကျေးဇူးပါကျေးဇူးပါအကိုဟုတ်